architecture ဖြစ်ချင်တဲ့ကျွန်မတယောက်ကကြောဒီနေ့မှာ networking ရဲ့ diploma ပွဲရသွားပြီပဲဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ကျွန်မကလုံးဝ architecture ကိုပဲစိတ်ဝင်စားခဲ့ရပေါ့နော်အစတော့ကဆိုရင်လဲ All-Star မှာ architecture ရှိမယ်လို့တော့ထင်ခဲ့တာပဲတကယ်တမ်းလာစုံစမ်းကြည့်တော့ architecture ကမရှိပါဘူးအဲ့ချိန်မှာကျွန်မကိုယ်တိုင်လည်းတက္ကသိုလ်တက်ချင်တယ်ဒါပေမဲ့ကိုကလည်း10တန်းစနစ်ဟောင်းမတက်ထားတဲ့အတွက်ကြောင့်မလို့9တန်းစနစ်ဟောင်းကိုပဲပြီးခဲ့ရပေါ့နော်အဲ့ချိန်မှာ All-Star က pre foundation ကနေတက်လို့ရရဲဆိုလို့ကျွန်မကဒီမှာ app ဖြစ်ခဲ့ပါတယ်ကိုကြိုက်တဲ့ major မရှိမှန်းလည်းသိပါတယ်ဒါပေမဲ့အဲ့ချိန်တုန်းကကျွန်မအတွက်ဒီအခွင့်အလမ်းတစ်ခုပဲရှိခဲ့ရပေါ့နော်အဲ့တော့ဖြစ်ချင်တာထက်ဖြစ်တင်တာကိုပဲရွေးခဲ့လိုက်ရပါတယ်ဒါပေမဲ့ All-Star မှာကောင်းတာတစ်ခုကကြတော့ချက်ချင်းကိုယူမဲ့ major မရွေးခိုင်းပါဘူးအဲ့တော့ကျွန်မအတွက်6လတိမိကြရွေးဖို့အတွက်ကိုအချိန်ရခဲ့ပေါ့နော်အဲ့ဒီ6လတောင်းလျှောက်တင်ခဲ့ရတဲ့အချိန်မှာကိုယ့်ဘက်ကိုတီးလိုက်ရတာက engineering ထက်ဆိုင်ရင်ကိုက IT ဖက်ပို့ပြီးတော့အားတန်နေပါတယ်ဒါကြောင့်မလို့ networking ဖက်က cyber security ဘိုင်းကိုရွေးဖြစ်ခဲ့တဲ့အကြောင်းရင်းပဲဖြစ်ပါတယ်အခွင့်အရေးဆိုတာကကိုယူတက်ရင်ယူတက်တယ်လို့နေရာတိုင်းမှာကိုယ့်အတွက်တည်းပဲပေါ့နော်အဲ့တော့ကျွန်မကိုညင်10တန်းမအောင်ညင်ဘွဲမရဘူးလို့ပြောဖူးတဲ့သူတွေအတွက်ဒီနေ့မှာ10တန်းမအောင်ပဲနဲ့ diploma ပွဲတစ်လုံးကိုယူပြခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်မကို supporting ပေးရတဲ့လူတွေအကုန်လုံးအတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်